ကမှလူကြောက်ကရာမှုနေတယ်ဆိုတော့ရာမှုနေတဲ့သူကိုဘယ်နဲ့လုံးရမလို့အဲ့ဒါနေပြည့်တယ်ရေလက်တာပေါ်ပြီးရေလက်တာပေါ်ပြီးဆိုတာရှိတယ်ရေလက်တာပေါ်ပြီးရေလက်တာပေါ်ပြီးဆိုတာကလူကြောက်ကကိုရာမှုနေတယ်ဆိုတာလေရာမှုနေတဲ့သူကိုရေလက်ပေါ်မတာပေါ်ပြီးရေဝတ်လေးတစ်ခွက်တာတောင်းနေတယ်တရားတော်ရေတောင်းလို့လက်ခဲ့တာအဲ့ဒီလူကိုဒီလိုပြီးတော့လူမင်းတို့နေရာကကြောက်ခဲလေးအဲ့ဒီလိုပဲတဲ့ကြောက်ခဲနေရာလို့ဒီလိုတုံချောင်းလေးတောင်းတာခြင်းလေးတွေဒါအဲ့ဒီလူတွေဒီလိုဆိုသူရဲ့စိတ်နဲ့လို့ရေရဲလို့အေးပါဒါပဲတကယ်အေးတယ်လို့ပြောတာရှိတယ်သူတို့ကဘုရားမဟုတ်တော့ဘူးရက်ပါတော့အမှန်ပဲပြလို့ဆက်နေကြတာလေးရှိတယ်အမွေဖို့လူရတာလေးရှိတယ်သူတို့တဲ့မကျေနပ်တန်းတာလေးရှိတယ်အကုန်လုံးကြည့်နေရတာတွေ့ရတယ်အဲ့ဒီလိုရလို့အကုန်လုံးရတယ်ဘာမဟုတ်တောင်းတယ်မှာသူဒီကြောင်းနေပါတယ်အဲ့ကိုအိတ်ထားတဲ့လူကပြန်တရားဆိုလို့အမှုဖြစ်တာဒီဆံရင်းကြီးမှာအမှုဖြစ်ကြတာဒီအိမ်လေးမပြေလည်မှုတွေရှိကြတာဒီအများကြီးဖြစ်တယ်။ဒါမှမဟုတ်တော့ဓမ္မကြီးတယောက်ကဘုန်းကြီးကိုတောက်တယ်။ဒီကကြမ်းမကတိုင်းအဆင့်တောက်ဆက်လာမှရောက်နေတယ်။ဒီဓမ္မကြီးအိတ်တဲ့နေ့ကအိမ်မှာသားသမီးတွေတောက်ထားလို့အိမ်မှာနေရတယ်။သူနေတဲ့အိမ်အောက်ကသူ့အရောသူ့မိသားစုနေကြတယ်။သူယောက်ျားအရာကြီးချင်းအောင်သွားတယ်ကသူကမိသားကလေးတွေနဲ့နေရတော့အောက်ကအတော်ကသူ့တောက်တဲ့ဆဲမိမတို့ဒီအောက်ကတောက်တဲ့ကမိမမခံရဘူး။ဒါကြောင့်လည်းမသိဘူး။ဒီနေရာကိုအိမ်အောက်ပြေးလဲလာနေတယ်အိမ်ငါပြီးတော့အိတ်တယ်လည်းဒီအောက်ကတောက်ဆဲတယ်။ဒါကလည်းအဲ့ရကြတဲ့ခိုင်ထားမှမဟုတ်ဘူး။သူကအဲ့ဒါမခံအဲ့ဒါစိတ်ကမ်းပါတယ်ဗျာအဲ့ဒါလည်းလောက်အောင်မအောင်မဲ့အလွယ်လေးတမာကြီးအဲ့ဒီတမာကြီးနာမည်ပြတော့ကျင်းတယ်။ဒီရုပ်ကလေးကိုဆောင်းနေကြားတယ်မသိတာရေးလိုက်တဲ့ကဟောလူနေနေရတာကြောက်ခဲလေးကကြောက်ခဲရလို့ဆိုတော့ကြောက်လေးတခုဆောင်းနေအဲ့ဒါတော့ကျင်းတော့ကျင်းကရေးတဲ့ကစိတ်ကအဲ့ဒါမှတော့တယ်ရေးတဲ့ကတော့ကျင်းရဲ့စိတ်နဲ့လို့ရေးတဲ့အေးပါလေရေးတဲ့အေးပါလေသူကဘာမှဒုက္ခဖြစ်နေခြင်းနဲ့ဒေနာမရှိရဘူးဒုက္ခဖြစ်နေခြင်းနဲ့ဒေနာမရှိနဲ့ဒီကိုဆောင်းလာတော့ဒေနာလည်းပဲရှိဘဝနိုင်မှာဒီကိုဆောင်းလာတဲ့နေကိုရှုံးမှာအဲ့ဒီလိုလားလို့အဲ့ဒီလိုပဲရေရဲချစိတ်ကနောက်တော့ပြောတယ်အဲ့ဒီရေရဲချစိတ်ရညာတာကပြောဆက်ကျင်ကတကယ်တော့မှမဆဲတော့ဘူးမှနိုင်သွားပြီလောကကြီးကတော့လာတဲ့ကရေရဲပဲရှိတယ်ဒီမှာကငါကြမတာအဲ့ဒါကိုရေရဲချစိတ်ကြအဲ့ဒါရေမတာဖို့ပို့ပြီးဒီကတော့အိတ်အိမ်နားတဲ့လူကသုံးရက်စာချုပ်ပြီးတော့သုံးရက်စာချုပ်ပြီးစပြောင်းရပါတော့ဒီလိုပြောမလားလို့တရားဆွဲအမှုကြီးပြတဲ့နေ့နဲ့ရုံမှာတော့သူတို့ကပြုတ်သွားတယ်။တရားခရိုင်ရောက်တယ်။ခရိုင်ရောက်တော့အိမ်ရှင်ကလည်းခရိုင်ဆိုမျိုးကဝေးရသွားတော့လည်းသားကလည်းကိုယ်မရှင်းနေတာဒီမှားရအောင်လေ။ဒုက္ခညာလိုက်တာသူ့အိမ်လာငှားနေတဲ့အိမ်ငှားကအိမ်ရှင်ကိုပြန်တရားဆွဲ။အဲ့ဒါရောပြန်ခဲ့တယ်။ဒီကိုလူကသူ့ကိုကြီးကတုံးဆောင်ဆိုတော့ဒီကိုလူကသူ့ကိုကြီးကတုံးဆောင်ငါ့ပြေကိုဆုံးလာသူ့ဆိုးတဲ့ကောင်ဒီကောင်လောက်အောင်ဆောင်ရကျောင်းဝင်တော်ပြက်က6ရောင်းပြန်ကာလာဒီကပေါ်ကြည့်တယ်ကျောင်းဝင်တော်ပြက်တောင်းတယ်လို့လေအဲ့ဒီကိုအိမ်သားရပြန်တရားဆိုရဲအဲ့ဒီရတဲ့ခေကြီးကအဲ့ဒါဘာလို့လောက်ပါလဲရာတတိယသင်္ကောင်းလာရဝေရဲကုန်းလာပြီအတော်ဆိုတဲ့လူပဲပြောတယ်အဲ့ဒါဘုန်းကြီးကစားနေရေးဒါနဲ့အဲ့ဒီကတော့ဘုန်းကြီးရဲ့ရင်းနေပြီးဘူးလေဘုန်းကြီးကရေမက်ကဘုန်းကြီးကိုကြားလိုက်ရေမက်ကအဲ့ဒီအိမ်ငါးရဲ့လူရဲ့နာမည်ကသူ့ဘသူအဲ့နာမည်ကမိနာနဲ့ဘာမေသားတွေဘာတွေမလို့နာမည်ကပြောအဲ့ဒီဘုန်းကြီးရေးပေးမယ်လောက်ရမှာကကိုယ်တိုင်လောက်ရဒီဘုန်းကြီးရေးပေးလိုက်အဲ့ဒီရေမက်ကဘုန်းကြီးဥမာဒီအိမ်ငါးနေတဲ့လူကဘောင်းဆောင်ဆုံးဦးဆောင်ဆုံးကသူ့ပြန်ပြရတယ်ဦးဆောင်ဆုံးအဲ့ဒီခုနကပြောတဲ့ဒီဝက်တက်တာဦးဆောင်ဆုံးဒီဝက်တက်ချတယ်လိုက်ဥစ္စာဆုံးရေလိုအေးပါဥစ္စာတော့စိတ်နှလုံးစိတ်နှလုံးကြီးဥစ္စာတော့စိတ်နှလုံးရေလိုအေးပါအဲ့ဒါတရားလေးရညွှန်ကြားတာလည်းဟုတ်တယ်တတိတော်လည်းရမှာဟုတ်ပါဘူးကြားတယ်စိတ်နှလုံးကြီးရောစိတ်ကိုရေမက်ကပို့ရုံတော့ဒါနဲ့ကိုဆက်ခုတ်ပြလိုက်ကျွန်တော်ယောက်ျားတွေဒါနဲ့တတိတော်လည်းရမှာမဟုတ်တော့ဒီသမီးမင်းလည်းလုံးဝဖြစ်မှာရင်ငါတော့ရမှာမဟုတ်ဘူးလို့ဒီသမီးကတော့သူ့ရဲ့ခြေနဲ့တောက်ဖို့တယ်ရိတ်တာတွေတော့တရားလည်းဆိုင်တယ်ဆိုရင်ဒီကိစ္စကိုတရားလည်းညွှန်ကြားတယ်ဒါသိလို့မယ်ဆိုတော့သူတနည်းကအဲ့လိုရေးလိုက်တာပို့လိုက်တယ်ဥစ္စာတော့ဒီဝက်တက်ချတဲ့ကား
လူနေလေးတွေကကြောက်ကလေးလောက်နေပြီဒီတရားတယ်မှာယောဂလေးတရားတယ်ကသုံးရည်ကြီးတွေတော့ပြောင်းကြတယ်ခွန်ကြီးကြတဲ့ခါကျတော့အဲ့ဒီပြန်တရားတော်တဲ့သူကပြည့်သွားဥပဒေကြောက်တာတော့ဘောမလာတော့ဆိုတော့အိမ်သားက3လကတော့ပေးလို့သွားဘူးဒီမှာ3လကကျုံးနေကျုံးနေဒီနေရောအဲ့ဒါတခုနော်အဲ့လိုအများကြီးပဲပြီးတော့တခုကြည့်ရတယ်အဲ့ဒါကကလေးမျိုးရဲ့တမိုးဖြစ်တယ်ကလေးမျိုးကလူကကြီးရပြန်ပြီးတယ်တမိုးကမင်းချင်းတယ်ဟိုမင်းကဝေမပြေးဘူးအဲ့ကြီးကတောက်မရဘူးကြီးကမနေဘူးသုံးသိန်းခွဲဝေ3သိန်းခွဲပေးမရ3သိန်းကို3သိန်းခွဲကတောင်းလို့မရဘူး3သိန်းခွဲတောင်းမရအဲ့ဒါအသိမချမ်းသာဖြစ်နေတယ်တဲ့အဲ့ဒါဟိုဒီပေးမဲ့နာမည်ရောကြီးရမဲ့နာမည်ရောဆရာတော်ကြီးမေတ္တာပို့ပေးပါတယ်ဒါကဘုန်းကြီးကမေတ္တာကအဝိယပူကြီးကဘာသာချင်းကလုပ်ပြီးကိုဘုန်းကြီးကရတယ်ပြည့်ပြည့်လေးကရေမေတ္တာတော့ပို့ရေမေတ္တာပို့ဟိုကသိရမဲ့သူကမှတ်တင်ခြင်းဝင်သိရမဲ့သူကမှတ်ထားကြည့်ကမှတ်တင်ခြင်းဝင်ထားတာသူ3သိန်းခွဲ3သိန်းခွဲရဖို့ရရေမေတ္တာပို့ဟုတ်တယ်ဘုန်းကြီးကဘေးကနေကိုကြီးပေးတယ်အဲ့ဒီရေမေတ္တာလည်းပို့သူကပထမတော့မယုတ်ဘူးတော့မဟုတ်ဘူးလို့တိုက်လိုက်တယ်လေရှိရသိတယ်တကယ်ပဲလိုက်တယ်လေဆန်းစာတွေရဲ့စေနာနဲ့ပြောင်းလို့ပထမတက်လာတော့မရဘူးနောက်တော့ဘုန်းကြီးပြောတဲ့အတိုင်းညွှန်ကြတာလေဝေရလည်းကြာရတယ်လေစိတ်ကလည်းပြောင်းလာညဉ့်ညံ့လာတော့တကယ်လိုက်လဲမေတ္တာပို့တာဝေ3သိန်းကကြာရသွားအတားနော်ဒီလည်းတောင်းလို့ရတယ်ရံခဲတဲ့မိမကြီးလည်းမဆဲဘူးတရားပြောတဲ့သူလည်းပြောက်သွားတယ်ကိုရတယ်အတားရေမေတ္တာပို့ပြီးအဲ့ဒါမုန်းသူကိုကြောက်လို့နောက်တစ်ခုကြည့်ရတယ်အဲ့ဒါကတော့သူကအလို့ရခဲ့တယ်အိတ်တဲ့ဇနီးဟုတ်အားကြီးတော့ဘယ်နဲ့ဆိုင်ပါ့မလဲပြောလိုက်ပြောကြတယ်ဒီဇနီးကရေရသမပြေကြဘူးရေရမင်းကတွေ့ကြံသွားတယ်သူကပထမအိမ်တော်ကမဟုတ်ဘူးတရားကြီးပထမအိမ်တော်ကပြေးသွားတယ်ဘုံတို့နောက်အိမ်တော်ကြတယ်အဲ့ဒီမိန်းမကဘာစကားများကြတယ်မိန်းမကအိမ်ပြန်သွားတယ်လိုက်ပေါ်တာ3ခါကြည့်မရဘူးတဲ့အဲ့ဒါဘယ်နဲ့တော့မှမကြည့်ဘူးတဲ့ဒီလိုကသူ့ကိုစိတ်မပြတ်ဘူးတဲ့စိတ်မပြတ်ဘူးအဲ့ဒီမိန်းမကိုအိမ်ပြန်လာသေးတယ်တဲ့ဟိုကမိန်းမအိမ်ပြန်လာသေးတယ်ငါမိန်းမကိုလက်ဆက်တဲ့မိန်းမခေါ်ပြရမှာအားလုံးဘုန်းကြီးကဘာတိုင်းလဲဆရာတော်ကြီးမေတ္တာပို့တယ်အဲ့ဒါကြတော့မမှားဘူးဒီကဆရာတော်ကြီးတော်ကြီးအဲ့ဒီကြာတယ်ဘုန်းကြီးတွေကမေတ္တာပို့တဲ့ကြာတယ်ဒီကြာတယ်မေတ္တာပို့လို့ဆိုရတယ်တဲ့ဉာဏ်ကပြောကြတာကြာတယ်မေတ္တာပို့ရရတယ်ဆိုတာသူမင်းမကပြောင်းသွားလာတာခေါ်ရင်6ခါရှိတယ်ခေါ်လို့မရဘူးတဲ့ဒီမှာမလိုက်ဘူးတဲ့အဲ့ဒါကြာတယ်ဒီကလူတွေပြောရတယ်ကြာတယ်မေတ္တာပို့ပေးလို့ဆိုရတယ်ကြာတယ်ကဘယ်လိုမင်းကြည့်ရလဲဆိုတော့မင်းမကမင်းကြီးပြောင်းလာခြင်းနဲ့ငါကကြားရဝင်မေတ္တာပို့ရမေတ္တာပို့တယ်ဆိုမေတ္တာပို့တဲ့ဒီလိုမေတ္တာပြန်လာကွာမိမငါမေတ္တာပို့ရဒီကိစ္စကတော့ဘုန်းကြီးကမေတ္တာပို့တယ်မိမကမိပြီးတော့လာမှာပေါ့ငါချက်တယ်ဟာအဲ့ဒါလည်းအဲ့ကြတော့ဒီလိုပို့နေတော့ကြာမှာပို့နေတော့ဒီမှာတော့ဘုန်းကြီးကလည်းကြောက်တာအဲ့ဒါလည်းပြောရတယ်ဒါတော့ခါတိုင်းကမဆိုင်ရတော့ဒီလေးတွေတော့ပြဖို့အဲ့တော့ကာယကသင်ကလောက်ရအဲ့ဒါကိုလည်းသိရတယ်နောက်တစ်ခုရတာကြည့်ရဲအဲ့ဒါကသမီးနဲ့သမီးဒီလိုအိမ်မှာအိမ်ပေါ်ဆိုပါတော့ဒီပါနဲ့ဒီလေးမလေးကဝိဇ္ဇာတယ်ဒီလေးမလေးကအလွန်ရဲ့လိမ္မာရင်ကြီးတယ်ဒီကလည်းလူနေသမီးပြောက်တယ်ဒါအဲ့လူနေတဲ့ဆိုပြီးတော့အဲ့ဒါဒီကလည်းဒီမလေးကဝိဇ္ဇာထားတယ်ဘုရားတတိယကဝိဇ္ဇာဒီမလေးကလည်းပြင်ပေးတယ်ဒီအိမ်ကဝေယဝိဇ္ဇာအလုံးကောင်းဒီကလေးမလေးကသင်းနဲ့လည်းမျိုးလေးချက်လာတော့မနာလို့လာကြအိမ်ကဇနီးရောသမီးရောမလို့မနာလို့လာတော့ဒီကလေးမလေးကပြင်ထုတ်ကြည့်ရမယ်လို့ပြောနေအဲ့ဒီယောက်ျားကအစိုးအရာရှိကတိုင်းရတဲ့တယောက်ရှိအဲ့ဒါဘုန်းကြီးလာပြီးတော့အပိုးကတယ်အဲ့လိုဖြစ်နေတာဗျာတဲ့ဒီပြီးတော့အဲ့ဒါဆရာတော်ကြီးမေတ္တာပို့ပြီးတော့ဘုရားဘုန်းကြီးတို့ဘုရားကမေတ္တာပို့
မိမလေးမေတ္တာပို့ရမယ်ဆိုတဲ့ကဘုန်းကြီးလာလာမပြောကြဘူးဒီလိုအဲ့ဒါဒီဖားဆိုမေတ္တာပို့ရမှာမင်းတို့ကပို့ရမေတ္တာလည်းမရဘူးမောင်ရဲ့အဲ့ဒါကြတော့ဒီမေတ္တာပို့တယ်ဒီမေတ္တာပို့ရမှာဘယ်လိုပို့ရမှာတော့မြေသမီးနဲ့သမီးကရောင်းစားရတဲ့သမီးနဲ့သမီးကိုပို့တရားရှင်မောခုနပြောတဲ့အတိုင်းဒီဘက်ကလေးစောင့်လို့ကဟောတာကမင်းသမီးဟောတာကမင်းသမီးနာမည်နဲ့အဲ့ဒါနာမည်ကသူတို့ပြောဒီမေတ္တာပို့တယ်ပို့ရမှာမင်းကပို့ပို့ရပို့လို့မေတ္တာပို့ရတယ်မင်းသုံးလပုံတရားပဲရတယ်တကယ်ကလည်းစိုက်တယ်တော့သိတယ်လို့ပါလို့ပြောလိုက်နောက်သုံးလရဲ့အခုအခင်းသွားရမှာရတယ်ဒီတော့မိမရောသမီးရောပြရတယ်ဒီမွေးသားတဲ့ကောင်မလေးကိုတို့ပါနေတယ်သူကပြောနေတယ်မတ်တာပြဘလောက်အောင်နေလဲအခုလို့သိကြပြောတော့သွားပြီအခုတော့သူတို့ကအချင်းချင်းတော့ပါလို့ဆိုတော့တနာပြလေးသူလည်းလည်းပြည့်စည်သွားကြတယ်နေပါမယ်ဒီရောလည်းချက်လေးနေတယ်ဒီလေးအိမ်သွားတာရတယ်အခုတော့သိပြောပြောကြလို့သူတို့ကဘုရားလို့လည်းပြန်ခေါ်တော့ရတယ်နော်မတ်တာရေမတ်တာအောင်လို့ပြောပြတာဒါမူနာတွေပြောပြတာပြောလို့ဒါကြောင့်မို့မေတ္တာလောက်ကောင်းတဲ့အရာလောကမှာဘာမှမရှိဘူးနော်ဘာမှမရှိဘူးနော်